အားလုံးပဲမင်္ဂလာပါဒူရီကိုပေါ့ကျန် YouTube channel လေးကနေကိုကိုမာတွေအားလုံးကိုနှုတ်ထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါဗျမင်္ဂလာရှိသောညနေခင်းလေးမှာမင်္ဂလာရှိတဲ့စကားလေးတွေပြောရင်းနဲ့ကိုကိုမာတွေအားလုံးနဲ့မနေ့ပြန်ကျွန်တော်တို့9ရက်6လ2026အင်္ဂါနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောလုံးမိုင်လေးတွေဝန်းကျင်လေးတွေကိုပြန်လည်မျှဝေပေးမယ်ဗီဒီယိုဖိုင်လေးပါကိုအချမ်းဗီဒီယိုဖိုင်လေးတဲ့ကိုကိုမာတွေအားလုံးအတွက်အကျိုးရှိရဆိုကိုအချမ်း channel လေးကိုအများတွေ့နိုင်မယ့်နေရာလေးတွေတူရီနဲ့သက်ဆိုင်တဲ့ဂရုလေးတွေမှာပြန်လဲမျှအားဝေပေးထားပါတူမြင်တူပေါက်ပါစေအများမြင်အများပေါက်ပါစေဆိုတဲ့စိတ်တဲ့ကလေးနဲ့ share မှု share အားလေးနဲ့ကူညီပေးထားအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့เนาะဒါကြောင့်မလို့ကိုကိုမလေးအားလုံးလည်းကိုပေါ့ကျန်း channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါတကယ်စောင့်မျှော်အားပေးနေရဆိုတဲ့ကိုမလေးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့တလုံးတော်ရင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒလေးလည်းပြည့်ဝကြပါစေလို့ဥစွာပထမဆုံးမအောင်နေတောင်းပေးလိုက်ပါတယ်ဗျာဟုတ်ပြီဒါဆိုရင်ကိုကိုမလေးအားလုံးပဲဒီနေ့မနက်ပိုင်းမှာတော့အဖောင်းဝင်နေပတ်သေးပဲအဆင်ပြေထားတယ်အဖောင်းဝင်ပတ်သေးအောင်မြင်သွားပြီနောက်တက်လက်ဆောင်ပတ်သေးတစ်လုံးထပ်ပေးထားပါတယ်မရောက်သေးဘူးဆိုတော့အကူမကြီးလည်းဒါယူလို့ရပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုရင်ကိုကိုမကြီးအားလုံးပဲမနက်ဖြန်9ရက်6လ2026အင်္ဂါနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးဝမ်းချင်းလေးကနေစပြောမယ်ဝမ်းချင်းလေးရပြီဆိုတော့အကူမကြီးအားလုံးကဝမ်းချင်းလေးတွေလိုက်မှန်ပေးထားမယ်မိန်းကွက်ကလေးတွေရပြီဆိုတော့အကူမကြီးအားလုံးကလည်းမိန်းကွက်ကလေးတွေလိုက်မှန်ပေးထားဒီညနေမှာလည်းကိုကိုမကြီးအားလုံးပဲတီလေးနော်ကိုကနန်းလေးကိုရောက်ခံဒီမှာအရာဘူးဖြစ်သွားတယ်ဟုတ်ပြီဒါဆိုရင်ခုမှအားလုံးမနက်ဖြန်မှာကျွန်တော်ဥစွာပထမပြောချင်တာကျွန်တော်တကယ်အလုပ်လုပ်နေတဲ့ကီနေကုန်ကီကျွန်တော်မနက်ဖြန်နေကုန်ကီကတော့358ကီ358ကတော့နေကုန်မှာမနက်မထိညထိကီပါနော်358ကနေကုန်မှာမနက်မထိညထိကီနော်ထူးခြားသွားမနက်ဖြန်မှာကျွန်တော်တို့ဗရိတ်ကောထိပ်စီးနောက်ဘိတ်ကောပေးထားတဲ့မူလေးတစ်ခွက်မူလေးကြောင့်ကဏ္ဍတစ်ခွက်တော့ထည့်ပေးမယ်နော်တိတိကျကျလိုက်ကစားဖို့ပြင်တာဟုတ်ပြီအားဆိုရင်ကိုကမလေးအားလုံးမနက်ဖြန်မှာ9ရက်6လ2026အင်္ဂါနေ့7နာရီ10မိနစ်မှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းကတော့6လေးဝမ်းချင်းပါ6ကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရတယ်4ကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရတယ်6လေးဝမ်းချင်း6မပိုင်4ပါမယ်4မပိုင်6ပါမယ်နော်ဟုတ်ပြီဒါဆိုရင်ကိုကမလေးအားလုံးပဲ6နဲ့ပတ်သက်ရင်မင်းတင်မရော၄ခွက်ထုတ်ထားတယ်ကိုကိုကြိုက်တဲ့သူတွေကိုကိုပတ်လို့ရတယ်၄နဲ့ပတ်သက်ရင်မင်းတင်မရော၄ခွက်ထုတ်ထားပါတယ်၄ကိုကြိုက်တဲ့သူတွေ၄ကိုပတ်ပါကိုကြိုက်နှစ်သက်ရလဲကိုပတ်လို့ရတယ်ဒါမှမဟုတ်အကြိုက်ကျွန်တော်ရွေးပြတဲ့ပတ်တီးကိုပဲစောင့်မျှော်နေတယ်ဆိုတော့အကူမတွေအားလုံးတော့ကတော့ကျွန်တော်တို့လိုက်ဗီဒီယိုလေးကိုဒါပြီးဆုံးနိုင်အောင်ကြည့်တစ်လုံးမှရွေးပေးခဲ့မယ်နော်ဟုတ်ပြီမနက်ဖြန်မှာကိုကမကြီးအားလုံးမှာ6လေးဝန်းငိမ့်6နဲ့ပတ်သက်ရင်6 1 6 6 9 9 9 2နော်6 1 6 6 9 9 9 2ကိုနဲ့ပတ်သက်ပါလေ6 1 6 6 9 9 9 2၄နဲ့ပတ်သက်4 1 4 6 4 9 4 2နော်ကိုနဲ့ပတ်သက်6 1 6 6 9 9 9 2ပါ၄နဲ့ပတ်သက်4 1 4 6 4 9 4 2ဒီထဲမှာကိုကိုမတွေအားလုံးမှာ6နဲ့ပတ်သက်လို့တကွက်ကောင်းကစားခြင်းနဲ့ဆိုရင်61တီတကွက်ကောင်း4နဲ့ပတ်သက်လို့တကွက်ကောင်းကစားခြင်း41တီတကွက်ကောင်းတကယ်လို့6လေးဝန်းချင်းကြမလာဘူးဆိုရင်ကျွန်တော်16နှစ်ခွန်ခွေကစားမယ်နော်16နှစ်ခွန်ကိုပူးပါခွေကစားမယ်6လေးဝန်းချင်းမှာပါမလာ16နှစ်ခွန်ခွေနိုင်တယ်နော်ဒါလေးရပြောပြခဲ့ဟုတ်ပြီမနှက်ပြမှာကိုကိုမတွေအားလုံးပဲ6လေးဝန်းချင်းမှာ6နဲ့ပတ်သက်6 1 6 6 9ခွန်9နှစ်4နဲ့ပတ်သက်4 1 4 6 4ခွန်4နှစ်ဒီထဲမှာအကြိုက်ဆုံး6နဲ့ပတ်သက်61တီတကွက်ကောင်း4နဲ့ပတ်သက်41တီတကွက်ကောင်းဒါကတော့ကျွန်တော်တို့လုံးမိုင်ကြီးရောက်ကြတဲ့စိုက်ထိပ်စီးနောက်ပိတ်နဲ့အပီးတကွက်ထက်ဆင်းမယ်ဆိုရင်82တီတကွက်ကောင်းပါကျွန်တော်ရတာကိုကျွန်တော်ပေးတယ်နော်စိုက်ကတစ်ခုနဲ့တစ်ခုမတူတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးနော်သူကခွန်ထိပ်စီးဗရိတ်ကိုနှစ်အပိတ်ဒီလိုပေးထားတဲ့စိုက်ကြောင့်82ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုထည့်ပေးရနော်ကဏ္ဍမများပါဘူး6ခွက်ပဲကျွန်တော်ပေးခဲ့နော်ဟုတ်ပြီဒါဆိုလို့ရင်ကိုကမတွေအောင်မှာ၄ကိုဝန်းချင်းမှာ၄ကိုဝန်းချင်းကိုစိတ်ဝင်စားနေတယ်တကယ်ကြိုက်နေတယ်ဆိုတဲ့အကူမတွေအားလုံးပဲ၄နဲ့ကိုဘယ်ရရွေးရမလဲမသိဘူးကျွန်တော်လည်းအကြိုက်တူမှာကျွန်တော်ရွေးပြတဲ့ပတ်တီကိုစောင့်မျှော်နေတယ်ဆိုတဲ့အကူမတွေအားလုံးကိုတော့ကျွန်တော်6ပိုင်6ပတ်တီရွေးပြပါတယ်6နဲ့ပတ်သက်6 1 6 6 9 9 9နှစ်ဆိုတဲ့၄ခွက်ထဲမှာအကြိုက်ဆုံးတစ်ခွက်ကောင်းသည်61ပါနော်ကျွန်တော်နေကုန်ကြီးကတော့358ကီတကယ်အလုပ်လုပ်နေတဲ့ကီပါမနက်က6 9 1ကီကို96ဆိုပြီးတော့အပြီးရိုက်သွားတယ်မနက်ဖြန်မှာ358ကီကလည်းမနက်မထင်တော့ညနေထိမှာပဲเนาะဒါဆိုကိုကမရအားလုံးမနက်ဖြန်9ရက်6လ2026
အင်္ဂါနေ့7 နာရီ10 မိနစ်အတွက်ကဏ္ဍလေးလည်းပြောပြီးပြီဆိုတော့ကိုယ်ကျန်းရဲ့ဗီဒီယိုလေးဒီမှာပဲကျန်တာကိုဝင်ပြပါကိုယ်ကျန်း channel လေးကိုအများနဲ့စောင့်မျှော်အားပေးနေတယ်ဆိုတော့ကိုမတွေအားလုံးပဲစိတ်ချမ်းသာရင်ကိုကျန်းမာခြင်းနဲ့တလုံးတော်ရင်ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးလည်းပြေဝကြပါစေဗျာဘိုင်ဘိုင်